ကဲဒီနေ့မှာတော့ရာသီစားချမောင်မူကြောချင်းချင်းဆက်ဆက်ကလေးကြောစားပါမယ်ချမောင်မူလို့လည်းခေါ်တယ်ချမောင်တီးလို့လည်းခေါ်တယ်ချို့ဘီလက်တီးလို့လည်းခေါ်ကြတယ်ပေါ့နော်ခေါ်ဝေါ်လေးတော့မတူကြဘူးပေါ့ချက်သွန်ဖြူနီလေးကိုအရင်ဆုံးစီတက်လိုက်ပါတယ်သူထဲမှာတော့စနွင်းနဲ့အရောင်တင်မှုတ်ပါတခါလေးထည့်ပြီးတော့စီတက်တယ်ပေါ့နော်ငရုတ်တီးအစိမ်းနံလေးပျောက်သွားပြီဆိုတော့မှချမောင်တီးလေးတွေထည့်လိုက်ပါတယ်ချမောင်တီးလေးတွေဣလာဖို့အတွက်ကိုရင်းနှီးလေးထည့်လိုက်ပါတယ်ပြီးရင်တော့ငပိစိမ့်စားအနေငယ်လေးထည့်ပါတယ်ပြီးရင်ပဇွန်ကြောင့်မှုလည်းထည့်ပါတယ်ရတာအတွက်ကိုစားလေးလည်းထည့်တယ်ပြီးရင်ငါးမုံလေးလည်းထည့်ပါတယ်ချင်းချင်းဆက်ဆက်ကလေးစားခြင်းတဲ့အတွက်ကြောင့်မလို့မြူသီးစိမ့်လေးတွေကိုလည်းတေးသေးလေးညှက်ထားလေးတွေကိုထည့်လိုက်ပါတယ်ရတာအတွက်ကိုငပြိုင်လေးပါထပ်ပြီးတော့ခတ်လိုက်ပါတယ်မောင်မူးလေးတွေကအီလေးစစူလေးဖြစ်လာပြီဆိုရင်တော့ချလို့ရပါပြီဒါလေးကပေါ့နော်ပိန်းညူလေးနဲ့ဆိုရင်လည်းလိုက်တယ်ချမောင်မူးတစ်ထောင်မူပေါ့နော်အများကြီးပဲရ